သူ့ရဲ့အဲကိုင်းပေါ့နော် what the fuck ယိုနာတို့မင်းသားရိုက်ထားတဲ့ Revenant ဆိုတဲ့ကားပေါ့နော်ရင်တော့က Dragon နဲ့တကယ်ရှိခဲ့ပါတယ်ပကြီးကားတွေတော့မထိပါနဲ့ပြီးရင်ရုံလုံးရုပ်ကြွတွေမထိပါနဲ့မြန်မာနိုင်ငံမှာလည်းအများကြီးပါတန်ဖိုးထားပေးပါကျွန်တော်တို့ယောက်ျားဆိုတာပေါ့နော်ဟို they not born great ပါမွေးဖွားလာတဲ့ကဒါဆရာကြီးဖြစ်လာတာကြီးမြတ်လာတာမဟုတ်ပေါ့နော်ကျွန်တော်ယောက်ျားတွေကကြီးမြတ်အောင်လုပ်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဗီဒီယိုကြည့်နေတဲ့ကလေးတွေရှိရင်ဘဝမှာစူးစမ်းပါကိုဖြစ်ချင်တာတွေစူးစမ်းပါ greatest ဖြစ်အောင်လုပ်ပါဒီသူရဲကောင်းတွေကလည်းဘာမှမစူးစမ်းဘဲနဲ့ဖြစ်လာတဲ့သူတွေမဟုတ်ဘူးပေါ့နော်အကုန်လုံးစူးစမ်းပြီးတော့တိုက်ခိုက်ပြီးတော့ရဲရင်ပြီးတော့အကုန်စူးစမ်းကြတာပေါ့နော်အဲ့တော့ဒါယောက်ျားပြီးသားတဲ့သူတွေပါအဲ့တော့ယောက်ျားပြီးသားတဲ့သူတွေဖြစ်အောင်လုပ်ပါဒါတော့ကျွန်တော်တို့ Louis 14ပေါ့နော်ဒါ Titanic ထဲမှာပါတဲ့ဆွဲကြိုးကြီးလားမသိဘူးပေါ့နော်ဒီဘဲကြီးရဲ့ဆွဲကြိုးပေါ့နော်ဒီရုပ်တွေကြည့်ပြီးတော့ပေါ့နော်အားရတယ်ပေါ့နော်ကျွန်တော်အားရပါတယ်ယောက်ျားတယောက်ရဲ့ဒါစွမ်းအင်နဲ့စွမ်းအားတွေလုံးလာတွေခွန်အားတွေစိုက်ထုတ်ရမယ်ဆိုတာဒါရှေးဟောင်းသမိုင်းတွေကဒါသက်သေပြနေရပေါ့နော်တကယ်ဟိုမှအားတက်စရာပါရင်လုံးဝခက်ကိုကျွန်တော်တွေးကြည့်ပေါ့နော်ရင်တော့လူတွေတိုက်ခိုက်ကြတယ်တနတ်တွေမပါဘူးတကယ်ဓာတ်ရိုက်လှန်နေတဲ့ခွန်အားတွေသုံးပြီးချကြတယ်ပေါ့နော်ကျွန်တော်ကြိုက်တဲ့ရုပ်ရှင်ကားတစ်ခုရှိရပေါ့နော်အဲ့ဒါကလီယိုနာဒိုမင်းသားရိုက်ထားတဲ့ Revenant ဆိုတဲ့ကားပေါ့နော်အဲ့ဒီကားရန်အဲ့ပါတယ်ယောက်ျားတစ်ယောက်ရဲ့ဒါခွန်အားလုံးသားကိုသူပြသွားတာပေါ့နော်အဲ့ဒီကားမှာသူအော်စကာရသွားတယ်ပေါ့နော်တကယ်ဟိုမှမိုက်ပါတယ်အဲ့ကားကြည့်ကြည့်ပေါ့နော်ကျွန်တော်အဲ့ကားတော်တော်ကြိုက်တယ်ပေါ့နော်သူရေခဲဒေတာမှာသူဘယ်လိုဖြတ်ကျော်သွားလဲဆိုတဲ့ဟာပေါ့နော်ကြည့်ဘူးတဲ့သူတွေရှိလားမသိဘူးရှိရင် comment မှာဘယ်လိုခံစားရလဲပေါ့နော်ဒီဟောင်းဖိုက်တာတွေပေါ့နော်ကျွန်တော်ကတကယ်လို့ရှီဟောင်းရင်တော့ခင်မှာရှိနေမယ်ဆိုရင်ကျွန်တော် blog ကလုံးဝမဟုတ်ပါဘူးကျွန်တော်တကယ်ချမှာပါအဲ့လိုမျိုး Alexander the Great တို့လိုမျိုးတကယ်ဖြစ်အောင်ခေါင်းဆောင်ဖြစ်အောင်လုပ်ချမှာပါတကယ်ကျုံးမှာပါဒီလိုနဲ့ပဲကျွန်တော်တို့နှစ်ယောက်ပြလိုက်တဲ့ရှောက်ပတ်ကြည့်ခဲ့ပါတယ်ဖုန်းတော်ကြီးတွေပေါ့နော်ကူထမ်းပြီးတော့ဒါသူတို့တေသွားတဲ့ခါမှာကူထမ်းပြီးတော့လုပ်ကြတာပေါ့နော်တကယ်မိုက်ပါလေကန်ရတာရတာရှိဘယ်လိုမျိုးလဲမသိဘူးကျွန်တော်ကြိုက်တယ်အဲဆိုလဲသူ့သားတေသွားလို့ပါဘောနော်ဒါရှိခေတ်မှာ Dragon တွေရှိလားမရှိလားဆိုတာဒီပကြီးကသက်သေပြနေပေါ့နော်ရင်လုံးဝတော့ရှိခဲ့တယ်ပေါ့နော်သူရေးထားတာတော့ Dragon တစ်ကောင်ချနေတာပေါ့ယောက်ျားတစ်ယောက်နဲ့ Dragon တစ်ကောင်ချနေကျွန်တော်ထင်တာမင်းသမီးလေးကိုကယ်ဖို့နဲ့ဒါမှမဟုတ်ရင်တခုခုပေါ့နော်ရင်တော့ Dragon နဲ့တကယ်ရှိခဲ့ပါတယ်ဥပမာလူတွေတက်လို့ဒါမျိုးသုံးရနေပါလိမ့်မယ်ဒါရိုးကြောက်ကြီးပေါ့နော်ဒါတင်းချိုင်ကုန်းကလောက်ထားပါတော့ The Holy Innocents that from the cemetery of Holy Innocents in Paris that Paris တင်နိုင်ကောင်ပါတော့ Jesus လာမသိပါဘူးသူတေသွားတာပေါ့နော်သူရုပ်တော့မှာဒီနေရာမှာသူတန်နေရိုက်ခံတာပေါ့နော် Jesus တေသွားတဲ့ခါမှာအကုန်လုံးဝိုင်းငိုကြတယ်ပေါ့နော်ဒီမှာသူရဲ့ဟိုလိုပြီးတော့ခေါင်းနေတော့ပြတ်နေပါတော့ရုပ်တွေတော့ကြာသွားပြီit's not Jesus, it's mother. La tu me bono. The great Napoleon. Yeah. See. Tu see a panel house. Tu see a panel where she was. Yeah, I'm a bio bono. Sure, I will. Panel using. Napoleon, each go to attain no one. Each lying out by attain no one to Yala at 2 years. You see, you know. Just sing. Yeah. ဟိုဘယ်လိုပြောတမိုင်းကြောင်းလည်းတကယ်ကျွတ်စီတကယ် the man of the greatest ပါဒီလားတကယ်မိုက်ပါတယ်ဒါ Egypt ကိုသွားတော့သူမလာခဲ့တဲ့ဟာပေါ့နော်ဒါနပိုလီယန်ဘီထိုင်တဲ့နေရာပေါ့နော်ဘယ်လောက်ထိ greatest ဖြစ်လဲမဖြစ်လဲဆိုတော့အန်ဆိုတဲ့စကားလုံးမြန်လာတော့မသိဘူးကြီးထိုးပြကြီးထိုးလည်းမမြန်ဘူးအဲ့မှာအန်ဆိုတာရေးတာပေါ့နပိုလီယန်ပေါ့နော်ဒါကတော့စစ်ဘီထိုင်တဲ့နေရာပေါ့နော်ရမ်းမိုက်ပါတယ်ရှင်ရဲဝင်ပြီးတော့သူထိုင်တာပေါ့နော်ကျွတ်စီများအားကြဒါကတော့ကျွန်တော်နပိုလီယန်တင်တာကျုံးတဲ့နေရာပေါ့နော်ဝါရီဖွင့်တဲ့နေရာပါဟိုမှာတကယ်ခမ်းလာတယ်ပေါ့နော်
တညတော့အမှသာစားရရမယ်ဆိုရင်အာကပါစလူပြကျိုးနှက်သွားပြီပေါ့နော်ကျွန်တော်ဗီဒီယိုရိုက်တာတော့စွန့်အောင်သွားတယ်ပေါ့နော်တကယ်မှခန်းသားလုံးလုံးပါအတူရဲ့အဲကိုင်းကြီးပေါ့နော် what the fuck ကျွန်တော်စွန့်အောင်သွားပြီပေါ့နော်မပြောမှန်းတော့မသိဘူးတကယ်ခန်းသားလုံးလုံးပါတကယ်ပြောကြစကားတော့ပျောက်ဆုံးသွားပြီပေါ့နော်တပုတ်ကလေးဝယ်လို့ရတယ်ပေါ့နော်3 euro Jesus ကြီးရှောရတာပေါ့နော်ရှောရတဲ့ဟာကိုရိုက်ထားတာပေါ့ဒီမှာဆိုရင် big ပကြီးကားတွေပါပကြီးကားကြီးတွေပေါ့နော်ဘယ်တော့ချိန်ယူပြီးဒီဆွဲခဲ့ရလဲဒီပကြီးကားဆိုရင်1594တွေကဆွဲရတာပေါ့နော်ခရီးတွေကိုကျွန်တော်တခုမှားအောင်မယ်ပေါ့နော်ပကြီးကားတွေကိုတော့မထိပါနဲ့တခြားကျွန်တော်ကြောက်တုံးတွေပါတော့ထိပါတယ်ကျွန်တော်ပကြီးကားတွေတော့မထိပါဘူးဟုတ်လဲဆိုတော့ထိလိုက်ရင်သူကဆေးတွေကကွာကျသွားနိုင်တယ်ပေါ့နော်အဲ့တော့အမှုပညာတွေမဖြတ်စည်းပါနဲ့ပကံမှာလည်းအဲ့တိုင်းပါပဲပကံမှာရုံလုံးရုပ်ကြွတယ်ရှိပါတယ်လက်နဲ့တော့မထိပါနဲ့ဒါကြောင့်ကလေးတွေကိုမှားနေတာပေါ့နော်အဲ့တော့ရှင်းအောင်ရတယ်မဖြတ်စည်းပါနဲ့ထိတာဟာရိုးရိုးတန်းတန်းကြမ်းတိုင်းထိလို့ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်လိုက်ထိပြနေလို့လေဒီမှာပကြီးကားတွေတော့မထိပါနဲ့ပြီးရင်ရုံလုံးရုပ်ကြွတယ်မထိပါနဲ့မြန်မာနိုင်ငံမှာလည်းအများကြီးပါတန်ဖိုးထားပေးပါဒီပကြီးကားနဲ့တူအောင်လိုက်ဆွဲနေတဲ့ဒါချစ်သူ2ယောက်ပေါ့နော်ခဲကောင်းမိုက်ပါတယ်ဒီပကြီးကားရှိမှအောင်ထိုင်ပြီးတော့လိုက်တူအောင်ဆွဲနေတာပေါ့နော်ဒါပေမဲ့ဘယ်တော့မှဟို original ကိုတော့ကျွန်တော်ခိုးလို့မရပါဘူးပေါ့နော်ဘာလို့ပဲတူအောင်လိုက်ဆွဲပထမဦးဆုံးလုပ်ခဲ့တဲ့အရာပထမဦးဆုံးပါပဲပြီးတော့ကျွန်တော်တို့အမှုပညာတွေကိုတစ်ခါပဲလုပ်လို့ရပါတယ်အားကြောင့်မို့အမှုပညာတွေကရန်နာမည်ကြော်တာပေါ့နော်ဘာလို့လဲဆိုတော့တခုရေးဆွဲပြရရင်အဲ့ဒါကိုအဲ့ဒီလူကတော့ပြန်ဆွဲရင်တော့မှအဲ့ဒီအမှုပညာဘယ်တော့မှဖြစ်မလာတော့ဘူးပေါ့နော်ဥပမာမိုနာလီဇာပကြီးကားကိုဆွဲခဲ့တဲ့လီယိုနာဒိုဒါဗင်ချီအောင်မှသူနောက်တစ်ခါအဲ့ဒီဟာကိုပြန်ဆွဲပါတယ်သူမဆွဲနိုင်တော့ဘူးတကယ်ပြောတာအဲ့တော့အမှုပညာဆိုတာတစ်ခါတည်းဖန်တီးတဲ့အရာပါပေါ့နော်တွေ့လားဒီအိမ်နဲ့ပဲဖဲခိုးရတယ်ပေါ့နော်နောက်မှာနှစ်ကပ်ကိုသူဖဲခိုးရတယ်ပေါ့နော်ဖဲခိုးပြီးစော့နေတာပါကျွန်တော်အခုမှတွေ့ရပေါ့နော်အဲ့တော့ပကြီးကားတဲ့ခံစားတက်ရင်အဓိပ္ပာယ်တွေများရှိရပေါ့နော်